မာဂနိုဂျီအီပိုကျွန်တော်လွန်ခဲ့တဲ့3နှစ်လောက်တည်းကကြည့်ခဲ့တဲ့အနီမေဇာတ်ကားကောင်းတစ်ခုဇာတ်ကားစိတ်တချနေတဲ့လူငယ်တွေအတွက်အရန် motivate ဖြစ်မဲ့ဇာတ်ကားတစ်ခုပါဒီဇာတ်ကားရဲ့ဇာတ်ဆောင်ဖြစ်တဲ့မာဂနိုဂျီအီပိုရဲ့ဘယ်တော့မှအရှုံးမပေးတဲ့စိတ်ဓာတ်ပြင်းထန်တဲ့လေ့ကျင့်ခန်းဘောစင် fight scene တွေအရန်စိတ်လို့ရှာဖို့ကောင်းပါတယ်အဓိကအချက်ကတော့တစ်ဖက်ရန်သူကဘလောက်ပဲတန်မာနေပါစေဘလောက်ပဲလဲချနေပါစေရအောင်ပြန်ထားနိုင်တဲ့မာဂနိုဂျီအီပိုရဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းလူငယ်တယောက်အနေနဲ့မာဂနိုဂျီအီပိုရဲ့စိတ်ဓာတ်ကိုရအောင်လို့သူ့လိုမျိုး training လိုက်လုပ်ကြည့်မှာဖြစ်ပါတယ် training ထဲမှာပြေးရလွှားရည်လဲပါတော့ကျွန်တော်အိမ်မှာလုပ်ဖို့အသိအဆင်မပြေလို့ကျွန်တော်မျိုးရဲ့ဘောလုံးကွင်းကိုပဲကျွန်တော်တွားလိုက်ပါကျွန်တော်ရှေ့လေးကတော့အခုမှချော်လာတော့ဆိုတော့မှုေးနေရပဲလေဒါကတော့ကျွန်တော်မြန်မာနိုင်ငံမှာတရံပဲရှိရကျွန်တော်ဖက်နေပဲဖြစ်ပါတယ်မင်္ဂလာပါတောသားလေးမြင်းနှိုင်းရှင်ကြည့်လို့ရှိရင်တော့ဘောလုံးကွင်း10ဖက်အစာရှိရဗျ So fucking time ကျွန်တော်ပြေးနေရပြီကျွန်တော်ပြေးနေရပြီ Não precisa falar, eu já sei ler o que o seu corpo quer me dizer. Temperatura subindo sem parar. Hoje o mundo pode até. နောက်ထပ် brother တို့ကြည့်ချင်တဲ့ comment တွေနဲ့ကျွန်တော်ကို share လမ်းခေါ်လို့ရပါတယ်ဗျာကျွန်တော်လည်းအတက်နိုင်ဆုံးခေါ်ရ share လမ်းတွေအကုန်လုံး join ပြပါမယ်ဗျအဲ့ဒါကျွန်တော်လည်း3 km ကို2ပတ်လောက်ပြေးလိုက်နားလိုက်2ပတ်လောက်ပြေးလိုက်နားလိုက်နဲ့ဘလို့ပြေးလို့ပြေးမှန်းမသိပြေးသွားခဲ့ပါဗျာကျွန်တော်ကင်မရာမန်လည်းလက်ကိုငိန်ထွက်နေရပဲ brother တို့ပဲကြည့်လိုက်တော့ကျွန်တော်ဒါပြီးလို့ရှိရင်တော့အီပိုလိုမျိုးပဲတည့်ရွက်တွေကိုမြေပေါ်မချခင်လက်တစ်ဖက်နဲ့ဖမ်းပြမှာဖြစ်ပါတယ်ကျွန်တော်ပြီးရင်ထက်ကြွားရမယ်ဒါအချက်တရားနဲ့အိထားမှတင်အချက်တရားဖြစ်ပါတယ်ကျွန်တော်လည်းပြင်ပန်းကြိုးစားတာမို့အဆုံးထိကြည့်ဖို့မျှော်လင့်ပါတယ် brother တို့ကျွန်တော်စောနာပြောခဲ့တဲ့အတိုင်းပဲအီပိုလိုမျိုးတည့်ရွက်ကိုလက်တစ်ဖက်နဲ့မြေပေါ်မချခင်ဖမ်းပြမှာဖြစ်ပါတယ်ဒီလိုလေ့ကျင့်ခြင်းအပြင်ကျွန်တော်တို့ပေါက်ဆင်မှာ jab ထိုးတဲ့အခါကျလို့ရှင်ကျွန်တော်တို့လည်းရဲ့မြန်ဆန်မှုနဲ့တိကျမှုအထောက်အကူပြုမှာဖြစ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းအပင်ကိုဆွဲလုပ်ကြည့်တယ်တော်တောင်မလုပ်ဘူးဗျာအားနဲ့စိတ်ပေါက်နဲ့ရော့ကွာမကြအောင်ဆိုရောပိတ်ကန်တာလည်းမကြပါဘူးခင်ဗျာအဲ့နဲ့ကျွန်တော် brother တို့မသိအောင်တရွက်ကိုခောက်ပြီးတော့ပြန်ဖမ်းကြည့်ပါအဲ့လည်းမရပါဘူးတရွက်မှမရလို့ကျွန်တော်လည်းအချက်ကွဲမှဆိုလို့ဒီပေါ်မတင်တော့ပါဘူးဒီရှေ့အိတ်လေးကလည်းဒါမြန်မာနိုင်ငံမှာတရံမဲရှေ့လေးပါကျွန်တော်က share လမ်းလုပ်လို့ရှင်ဘယ်တော့မှကို့ view ဟာတွေကိုဘယ်တော့မှမလိမ်ကျွန်တော်ကအချက်ရည်တိုင်းပဲသွားမယုံရင်ဒီဗီဒီယိုလေးခဏကြည့်21
အချက်90ပြီးတော့ကျွန်တော်ခန္ဓာကိုယ်ကလည်းအလူလျောက်အိတ်ဆက်သွားပါတယ်အဲ့လိုနဲ့ကျွန်တော်လည်းအိတ်ဆက်ပြီးအားပြန်ပြေးလာတော့ပြန်ကျုံပါတယ်ခင်ဗျာကျွန်တော်ဘလောက်တောင်ကျုံလဲဆိုကျွန်တော်ပင်နေကောင်းနေတယ်ကပါလျှက်စတီထွက်လာပါပြီဒီဗီဒီယိုကကျွန်တော်ပထမဆုံးဖန်တီးရဲ့ဗီဒီယိုမို့လို့လိုအပ်ချက်တွေရှိရင်လည်း comment မှာဝင်ရေးပေးခဲ့ကြပါအောင်ဗျာအားနဲ့ကျွန်တော်လည်းအင်ကြီးဝေးပြီးကျုံရအားမရလို့အင်ကြီးရှုပ်ပြီးကျုံပါတယ် Eu já sei ler o que နောက်ဗီဒီယိုမှာ share link ခေါ်ချင်တာရှိနေကျွန်တော် comment ထဲမှာဝင်ရေးပေးခဲ့ပါကျွန်တော်အတက်နိုင်ဆုံး share link join အောင်လုပ်ပါမယ်အချက်ရ80ကျော်လာတော့ကျွန်တော်လက်တွေကပူထူပြီးတော့လုံးဝတစ်ချက်တစ်ချက်ကိုတော်တော်အားယူပြီးလုပ်နေရပါဗျာဒါပေမဲ့ကျွန်တော်လည်းအပိုလိုအရှုံးမပေးရဲ့စိတ်သက်ရခြင်းလို့ကျွန်တော်ရအောင်ဆက်လုပ်ခဲ့ပါတယ်ဒါဟိချက်တွေကသူအများကြီးအတွက်တော့မသိရမယ်ကျွန်တော်လိုစိတ်ကူးပေါင်းမှထားထိုးရဲ့လူတွေကတော့တော်တော်လေးကိုထိရဗျ sorte. Let's go ကျွန်တော်ရဲ့ body အမိုက်စာရုပ်ပြပြီးတော့ကျွန်တော်နောက်ဆုံး share link ဖြစ်တဲ့100 sit up အိဒါမတင်အချိန်တရားကိုကျွန်တော် try ပါတယ်ကျွန်တော် cameraman နဲ့ဆရာကြီးဗျကျွန်တော်အိဒါမတင်လုပ်နေတဲ့ရှစ်ချက်ကိုသူမမြိုင်းမိဘူးတဲ့ဒီဗီဒီယိုထဲမှာစုစုပေါင်းအချက်ကြီး62ချက်ပဲဖြစ်နေလိမ့်မယ်ဗျစောပိုင်းပြေးရတဲ့အချိန်တွေတိုက်ထုတ်ရတဲ့အချိန်တွေနဲ့ဆိုတော့ကျွန်တော်တော်တော်လေးဟိုမှာအားဆိုင်ပြီးလုပ်ရဗျမလွယ်ဘူးအခါတိုင်းဆိုလို့ရှိရင်တကြောလုံးရင်30 40လောက်ရပါမယ်အခုကျတော့20လောက်နဲ့တင်တော်တော်ထိနေပြီဗျဒါမဲ့လည်းကျွန်တော်ရအောင်တော့ဆက်ကြုံခဲ့ပါဗျာ channel လေးကအခုမှစတောင်းတာမလို့ပေါ်တာတို့အနေနဲ့ subscribe လေးလုပ်ပြီးတော့ကျွန်တော်ကူညီပေးခဲ့ကြပါအောင်ဗျာလိုအပ်ချက်တွေရှိလို့ရှိရင်လည်းကျွန်တော် comment မှာဝင်ပြောလို့ရပါတယ်ဗျာဒီမှာဆိုကြည်လန်အောင်ဗျာကျွန်တော် cameraman ဘယ်လောက်တောင်တော်ကလေးဆိုရင်လက်ကြီးပါဟိုဗီဒီယိုတစ်ဝက်နာလောက်ထိရောက်တော့မယ်သူလက်ကနောက်ဗီဒီယိုကျရင်တော့သူ့ကိုထည့်ရိုက်မှရတော့မယ်ဗျကင်မရာရိုက်တဲ့အနေထားရလဲမိုက်တော့ကျွန်တော်ရုပ်ကြည့်ရလဲအရန်ကိုမိုင်းနေဗျာအချက်ရ80လေးပြီးတော့ကျွန်တော်လက်တွေရောဘိုက်တွေရောလုံးဝပူထူပြီးတော်တော်နေရနိုင်ရတော်တော်ဆိုးပါဗျာဒါပေမဲ့ကျွန်တော်အဲ့နေ့ကညနေနေ့လေကျတော့ကျွန်တော်အိမ်ပြန်ပြီးအိတ်လိုက်တယ်ဗျာဒါပေမဲ့အိတ်ပြီးနိုးလာတော့လုံးဝကျွန်တော် emotion နဲ့တော်တော်နေလို့ထိုင်လို့ကောင်းတယ်ဗျာ91 92 93 94 95 96 97 98 99 ဒါကတော့ Apple တွေကလိုမျိုးပေါစင်ကိုတက်တော့လေးကျွန်တော်လည်းလုပ်ထားပါကျွန်တော်လည်းတင်တန်းမတက်ဘူးအဲ့လောက်ပဲရရဗျာကဲကျွန်တော်အကုန်လုံးပြီးသွားပြီဆိုတော့ကျွန်တော်ပြန်ပြီးအားပြေဖို့ကျွန်တော်ဈေးထဲဝင်လိုက်ပါတယ်ဈေးထဲရောက်တော့ကျွန်တော်အမေသားဝင်ကောင်းလားကြက်သားဝင်ကောင်းလားလိုက်ရှာတယ်ကျွန်တော်အဲ့လိုနဲ့ဆိုင်အောင်လိုက်ရှာရင်လည်းနောက်ဆုံးတော့ရွှေတော်ခါမီသီးအတင်နဲ့ပဲကျွန်တော်ညာခဲ့ပါတယ်အဲ့အတီးကတစ်လုံး3000ပေးရဗျဟိုဘက်ကငပြောသီးကတော့3000ကအစားကတော့အသားဝယ်ဖို့သွားပေမဲ့အတီးမြင်တော့စားကျင်လို့ဆိုပြီးတော့အတီးပဲဝယ်ခဲ့ပါပတ်စံနဲ့1000ပဲပါမလို့ငပြောသီးနဲ့ရွှေတော်ခါမီသီးနဲ့အဲ့ဒါနဲ့နှစ်ခုပဲရခဲ့ဗျအဲ့တော့ရှိရဲ့ပတ်စံ2500လောက်နဲ့ကျွန်တော်လည်းအများကြီးမစင်းစားတော့ဗျကျုပ်ပဲကြော်စားလိုက်တော့ရှစ်ပီမဝေးမလုံးလုံးလဲအားတော့အတီးလီးပြီးတော့ဖျားကပ်ဖို့လုပ်နေရဗျကျွန်တော်အတန်ဘယ်လောက်ကောင်းလဲကျွန်တော်အနောက်ကကျွန်တော်အမေအောင်ရီွားဗျာချုပ်နေပါပြီရိုက်ပါတော့ဗီဒီယိုရိုက်နေရလာရှိုးလို့ဆိုပြီးသူများကိုလည်းငေါက်လိုက်သေးတယ်
ငါနဲ့ဖျားကပ်ဖို့လို့ရင်ကိုရိုင်းလည်းငကြီးချလိုက်သေးရဲ့ဗျ ဒီတော့ရှိုးပြီးသွားပြီပြီးရင်သမင်းစားမယ်ပြီးရင်နားလိုက်တော့မယ်အားလုံးပဲဘိုင်ဘိုင် surprise လုပ်ပေးကြအောင်မေးရနေတော့